ရွှေစင်အမြဲတမ်းလာနေတဲ့ဖះဝတ်နဲ့ကဖះပေါ့နော်ဖះကျောင်းဆောင်လေးပေါ့ကျောင်းဆောင်လေးဒီဖះဒီကျောင်းဆောင်လေးကအရင်တော့ဆိုတော့ခတ်ထားတာများတယ်ဖះကိုလာနေမှန်းလဲတီးတော့ဘွားအဘဝနေပြီးတော့မလုပ်တော့ဒီတိုင်းလေးထားတာဒီထဲမှာဖះရှိခိုးတဲ့ဟိုပေါ်မှာဆိုလို့ရှိရင်ねအေးလဲအေးတယ်တဲ့အဲဒါကြောင့်မလို့တဲ့ဆောက်ရှောက်ပေးကြဒီမှာဒါဝန်းလေးဟိုဘက်ကညောင်ပင်ဟိုဘက်မှာဖះရှိတယ်စိမ့်ဆိုပြီးတော့တော်တော်များများတော့မလာရဲကြဘူးဒီဘက်ကိုကြောက်လို့တဲ့ကိုကတော့လာတယ်အဲ့လိုမျိုးတော့အရင်မကြောက်တယ်ဘူးတခါလေးနည်းနည်းစိုးတဲ့နေရာတော့ပဲကြောက်တယ်ဒါပဲတက်တာဖះရှိခိုးပါတော့မယ်